တောင်ချေပြင်စစ်တောင်ချေပြင်ရွာကနေပြီးတော့ယေရှုရဲ့မြစ်တာကိုပေးဆက်ခြင်းတဲ့အနေနဲ့သူ့ရဲ့ချမ်းမြေတွေကိုပေးလူခြင်းဖြစ်တယ်အခုဒီချိန်မှာဆရာကနေပြီးတော့တက်တေခံမှာဖြစ်ပါတယ်ကြာပြီပြောလို့ရပြီအဲ့တော့လေဒီချမ်းကိုလူတာကဘာကြီးမှလည်းဟိုမှာဒီမှာဇာဖြူပြုံးတယ်မြချင်းခါလက်နဲ့သူကလည်းကိုယ်လည်းအခါမှာငါလည်းဘာကြီးကလည်းအော်ဒီဖျားကိုပဲဒီချမ်းကိုပဲအောက်လို့လှတော့မှာစိတ်တဘောရောက်တယ်အာမင်ကျွန်တော်ဆွေးနွေးပြီးတော့လူတာနာဆရာတို့အာမင်ဒါသမီးတွေလည်းအားလုံးကျင်းပပြီးတော့အားလုံးကယုံကြည်အဖေကလူမရှိသူရောမှဒီမှာလို့အကောက်ပါမှုပြောတယ်အာမင်အာမင်ဒါဆိုရင်အခုတော့လှူပြီးပြီပေါ့ဟုတ်ကဲ့ဒီမှာဖះเจ้าဆောက်ဖို့ပဲကျန်တော့တယ်အာမင်လာမယ့်နေ့ပုံပေါ်လာမယ်အာမင်ကဲလက်ခွတ်တီးကြရအောင်ဒါဆိုကျွန်တော်ဟောဆက်မယ်နော်ဒါစင်ကောင်းကြည့်ပေးပါစေ